မင်္ဂလာပါကျွန်တော်ထွန်းသစ္စာမှာပြန်လဲကြိုဆိုလိုက်ပါเนาะဒါကျွန်တော်ဒီနေ့ကတော့ကျွန်တော်တို့မအူပဲကျွန်တော်တို့မိုးမခမှာတက်ဆင်ပေးနေတာပေါ့เนาะဒီနေ့တိတ်ကတော့ကျွန်တော်21ရက်9လပိုင်း2026ပေါ့เนาะဒါလာတက်ဆင်ပေးတဲ့ဒါပါဘယ်လေးအောင်မြင်တဲ့အတိုင်းပဲเนาะကျွန်တော်တို့ဒါအပေါ်တက်ရဲ့ကျွန်တော်ဒါပါဘက်ရဲ့ပေါ့เนาะနှစ်ထပ်စာပေါ့နှစ်ထပ်စာကိုကျွန်တော်လာတက်ဆင်ပေးတာပါလာကျွန်တော်လည်းအပေါ်တက်ကြည့်အောင်เนาะကဲဒါကျွန်တော်တို့လက်ရှိဒါတက်ဆင်ပေးထားတဲ့ဒါလေးတွေပေါ့เนาะဒါကတော့သုံးထားတဲ့ bike ကလေးတွေကအပေါ်တစ်ခွဲပတ်လည်းဖြစ်မယ်ဒီကျွန်တော်အထက်ကကလီစာလေးတွေကဒီကောင်လေးတွေကကျွန်တော်တို့က solid အာမှု solid လေးတွေဖြစ်မယ်เนาะတော့ share ပဲလက်ရတော့เนาะကျွန်တော်တို့တောင်းဝင်ယူမှုတောင်းဝင်ခံမှုအပြည့်နဲ့ကျွန်တော်ထွန်းသစ္စာတက်ဆင်ပေးတာပါကဲဒါမျိုးလေးပတ်ကြည့်လိုက်အောင်เนาะကျွန်တော်လည်းလားဒါဆိုရင်ကျွန်တော်တို့တပတ်စာကြီးပေါ့เนาะဒါပေးပတ်လေပေါ့เนาะဒါပတ်လေကိုကျွန်တော်တို့ဒါတက်ဆင်ပေးထားတာပါကျွန်တော်တို့ရှိမှာကောင်းတာတစ်ခုကဘာလဲဆိုရင်ကျွန်တော်ရှိမှာကျွန်တော်ကတောင်းဝင်ယူမှုတောင်းဝင်ခံမှုအပြည့်ရှိတယ်เนาะဒါကျွန်တော်ဆိုလဲဒါယုံကြည်ကြည်နဲ့ကျွန်တော်တို့ဒါဒီမှာပေါ့မဟုတ်ဘယ်ဘက်မှာပေါ့เนาะကျွန်တော်တို့ဒါမိုးမခမှာကျွန်တော်တို့ဒါတက်ဆင်ပေးတာပေါ့เนาะလက်ရတော့လုံးဝ share ပဲเนาะယုံကြည်မှုနဲ့အလုပ်လုပ်တဲ့အတွက်ကျွန်တော်တို့ကအလုပ်ကတော့လုံးဝမရှားပါဘူးเนาะယုံကြည်လို့ရတယ်เนาะလားဒီဘက်ပတ်လေပေါ့เนาะဒါဒါကကျွန်တော်ပထမပိုင်းပဲရှိသေးတယ်ဒုတိယပိုင်းဆက်လာမယ်เนาะဒုတိယပိုင်းကျတော့ကျွန်တော်ဒီမှာလှေကားလယန်းလေးတွေပေါ့เนาะဒါထပ်တင်ပေးမယ်ဒါကတော့ပထမပိုင်းမှာကျွန်တော်ဒါလယန်းဒါပါဘက်ကလေးတွေပေါ့เนาะဒါကျွန်တော်ဒုတိယထပ်မှာတော့ရှိသေးတယ်ဒါပါဒုတိယဒါပါကတော့မပြတော့ကျွန်တော်နောက်တစ်ပိုင်းမှာပဲကျွန်တော်ဆက်ပြပေးမယ်เนาะအားလုံးကျမ်းမာချမ်းသာကြပါစေကျေးဇူးပါ